ဇနီးဖြစ်သူလင်းယူရန်ရဲ့မျက်ဝန်းတွေမှာတော့နာကျင်မှုတန်တရားတွေနဲ့ပြည့်နှက်နေပြီးခင်ပွန်းဖြစ်သူချန်ဖုံးကိုစိုက်ကြည့်ရင်တုံရီရဲ့အတန်နဲ့ပြောလိုက်တယ်။ကျမသားမိဘအိမ်ကိုပြန်သွားရင်တယောက်ကသတင်းပေးလိုက်တာနဲ့အာနာပိုင်တွေချက်ချင်းလာဖမ်းပြီးအခုံပါတန်ရိုက်ခံရမှာအဲ့ဒါကိုရှင်ကကောင်းကောင်းသိတယ်ကျမထွက်ပြေးလို့မရနိုင်မှန်းသိလို့လွတ်ပေးမယ်ဆိုတဲ့စကားနဲ့ပဲနှစ်သိမ့်ထားခဲ့တာတကယ်တော့ရှင်ကရှင်ရဲ့အပေါင်းအသင်းတွေကိုတွားခေါ်ပြီးကျမကိုရောင်းစားဖို့ပြင်ဆင်နေတာမဟုတ်လားချန်ဖုံးကခေါင်းခါလိုက်တယ်မဟုတ်ဘူးလင်းယူရန်ကကြိုးကိုကောက်ကင်ရင်ဒါဆိုပါအတွက်လဲသူမရဲ့နောက်ဆုံးမျှော်လင့်ချက်လဲပျက်စီးသွားခဲ့ပြီတေချင်တာတောင်မတေနိုင်ဘူးဘာလို့ကန်ကြမာကကျမကိုဒီလောက်တောင်ရက်ဆက်ရတာလဲလို့ပြောပြီးတာနဲ့လင်းယူရန်ကကြိုးဆွဲချပြီးကိုအဆုံးစီရင်ဖို့စူးစမ်းလိုက်တယ်လင်းယူရန်ချန်ဖုံးကအလန့်တကြားပြေးလာပြီးသူမကိုအချိန်မီဆွဲထားလိုက်တယ်လွတ်ကျမကိုလွတ်ပါကျမမရှင်ကျင်တော့ဘူးချန်ဖုံးကသူမကိုတင်းဖတ်ထားရင်ငါ့ကိုကြည်စမ်းအဲ့ဒီအချိန်မှာလင်းယူရန်ရဲ့မျက်လုံးကချန်ဖုံးရဲ့အင်ဂျီဘော်ကသွေးဆက်တွေကိုမြင်သွားတယ်ချန်ဖုံးကအေးအေးဆေးဆေးရှင်းပြလိုက်တယ်ငါခုလေးတင်တောင်ပေါ်ကပြန်လာတာတမင်တကောင်အမဲလိုက်လာပြီးအိမ်ရှိမှထားခဲ့တယ်ငါသာမင်းကိုရောင်းစားဖို့စိတ်ကူးရှိရင်အသက်ဆုံးပြီးတောင်ပေါ်တက်အမဲလိုက်နေပါမလားမယုံရင်ကိုယ်တိုင်ထွက်ကြည့်လိုက်ပြီးတော့သူကလေးနဲ့တဲ့အတန်နဲ့ဆက်ပြောတယ်လင်းယူရန်ကောင်းကောင်းနားထောင်ငါချန်ဖုံးကအရင်တုန်းကဘလောက်ပဲလူမိုက်ဖြစ်ခဲ့တရားဝင်လက်ထပ်ထားတဲ့ငါမိမကိုသူများလက်ထဲအပြီးအချက်ခွဲခံအောင်တော့ဘယ်တော့မှမလုပ်ဘူးဒီစကားကိုတခါပဲပြောမယ်မင်းယုံချင်မယုံချင်နေတာပေမဲ့နောက်တစ်ခါကိုထိခိုက်အောင်ထပ်လုပ်ရရင်ငါလုံးဝခွင့်မလွတ်ဘူးအဲ့ဒီအချိန်မှာအပြင်ကနေအတန်ထွက်လာတယ်ချန်ဖုံးအထဲမှာဘာတွေအကြာကြီးလုံနေတာလဲမင်းရဲ့မိမချောလေးကသဘောတူပြီလားငါတို့စောင့်ရတာစိတ်မရှိတော့ဘူးဒီအတန်ကြားလိုက်တာနဲ့လင်းယူရန်ရဲ့မျက်နှာအယောင်ပြတ်သွားတယ်ရှင်ကျမကိုတကယ်ပဲလိန်ခဲ့တာပဲဒါပေမဲ့ချန်ဖုံးကတင်းငိမ်စွာပြုံးလိုက်ပြီးလာတာအတော်ပဲတကားပွင့်သွားတာနဲ့လူတစုဝင်လာတယ်ဟာလင်မယားနှစ်ယောက်အချစ်တွေမပြတ်သေးဘူးပေါ့ချန်ဖုံးမင်းမကငါတို့နဲ့လောင်းကြီးရှုံးထားတာစားကြုတ်လည်းရှိတယ်လက်ပွေလည်းနှိပ်ထားပြီးသားအခုတော့မင်းမကိုငါတို့နဲ့လိုက်ခိုင်းလိုက်သူတို့တဲကတယောက်ကအိမ်ရှိမှချထားတဲ့တမင်ကိုမြင်သွားပြီးဒီတမင်ကလည်းမစိုးဘူးငါတို့ယူသွားပြီးအရက်မြည်လိုက်မယ်မင်းမကန့်ကွက်စရာမရှိဘူးမလားအဲ့ဒီလိုပြောပြီးတမင်ကိုဆွဲယူဖို့လန့်လိုက်တဲ့အခိုက်ချန်ဖုံးရဲ့လက်တီးတစ်ချက်ကသူ့မျက်နှာကိုအပြင်းထန်ထိမှန်သွားတယ်ထိုးခံလိုက်ရတဲ့လူဟာနောက်ကိုလဲကျသွားပြီးချန်ဖုံးကအေးဆက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်ငါအမဲလိုက်လာတဲ့တားကောင်ကိုမင်းတို့ယူချင်တိုင်းယူလို့ရမယ်ထင်နေတာလားမင်းကဘာကောင်မို့လို့လဲထိုသူတွေရဲ့ခေါင်းဆောင်ကဒေါသတာကြီးနဲ့ချန်ဖုံးမင်းတည်ချင်နေတာလားလို့အော်ဟစ်လိုက်တယ်ကောင်းကောင်းနားထောင်ထားမင်းအခုနေနေတဲ့ဒီအိမ်ကငါအိမ်ထဲကပစ္စည်းတွေကိုငါယူတာကမင်းကိုမျက်နှာပေးနေလို့အလိုက်တည်ရင်မင်းမိမကိုအေးအေးဆေးဆေးအလိုက်ဒီတမင်ကိုလည်းထားခဲ့တာဆိုမင်းကိုဒီအိမ်မှာ2ရက်လောက်ထပ်နေခွင့်ပေးမယ်မဟုတ်ရင်ဒီအေးခဲနေတဲ့စောင်းရတီမှာမင်းတို့2ယောက်ကိုအခုချက်ချင်းအပြင်ပစ်ထုတ်ပြီးအေးခဲတည်သွားအောင်လုပ်ပြမယ်ချန်ဖုံးကပြုံးလိုက်ပြီးပြန်ဖြေတယ်ဒီအိမ်ဟောင်းလေးကဘလောက်တန်လို့လဲသူကအိမ်ရှိကတမင်ကိုလက်ညှိုးထိုးပြရင်ဒီတမင်ရဲ့အရေးကုန်ကြောက်ကက်အသားဘာပစ္စည်းမဆိုငွေကောင်းကောင်းရတဲ့ပစ္စည်းတွေကြီးပဲအဲ့ဒါတွေကိုရောင်းလိုက်ရင်ငါတို့ကိုစောင်းရတီတစ်လျှောက်လက်ခံထားမဲ့သူမရှိဘူးလို့မင်းထင်နေလားလို့ပြောလိုက်ပါတော့တယ်